အားလုံးပဲမင်္ဂလာပါကျွန်တော်နေပညာ channel ကနေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြောပြပေးမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့ရဲ့ mobile phone တွေမှာ internet ဖွင့်လိုက်ပြီးဆိုတာနဲ့ဒီ browser ကနေပေါ့နော်မလိုအပ်တဲ့ကြော်ညာတွေဒီ cookie တွေပေါ့နော်ဒီလိုမျိုး API တွေတက်နေတဲ့ပြဿနာကိုအလွယ်တကူပိတ်လို့ရနိုင်မယ့်အကြောင်းအရာလေးကို knowledge အနေနဲ့ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်စိတ်ဝင်စားရဆိုရင်တော့ဒီနေ့ video လေးကိုမကြော်ဘဲနဲ့အဆုံးထိကြည့်သွားပေးပါခင်ဗျာပထမဆုံးအနေနဲ့ကျွန်တော်ကဒီနေ့မှာတော့ Android phone လေးနဲ့စပြိုင်မှာဖြစ်ပါတယ်ခင်ဗျာ Android phone မှာပဲကြော်ညာတက်တဲ့ဒီ iOS မှာကြော်ညာတက်တဲ့ပေါ့နော်ဒီလန်တိုင်းလေးပဲလုပ်ကြည့်လို့ရမှာဖြစ်ပါတယ်ခင်ဗျာအရင်ဆုံးကျွန်တော်က Chrome ရဲ့ဒီ setting တွေကိုသွားအောင်ဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော် setting တွေဝင်လိုက်မယ်အဆက်လေး30ကိုနှိပ်ပြီးတော့ဒီ Chrome အောက်မှာပေါ့နော် recent တဲ့အောက်မှာကျွန်တော်တို့ရှေ့ကလိုပဲ setting တွေကိုသွားအောင်ဖြစ်ပါတယ်ခင်ဗျာ setting တွေကိုရောက်ပြီဆိုတာနဲ့ကျွန်တော်တို့ဒီ Chrome ရဲ့ setting တွေကိုရောက်သွားပြီပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ဒီ size setting ဆိုတဲ့ test ရှိတယ်ပေါ့နော်အဲ့ size accessibility ရဲ့အောက်မှာ accessibility ရဲ့အောက်မှာ size setting ဆိုတာရှိပါတယ်အဲ့ထဲလေးဝင်လိုက်မယ်ဒီမှာဆိုရင်တော့ကျွန်တော်တို့ဒီ size setting ထဲမှာရှိတဲ့ဒီ all size ဆိုတဲ့ဒီ setting အကုန်လုံးကိုသူကပြနေတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့က context ဆိုတဲ့ test ထဲရပါတော့ဒီ third party cookie တွေရှိမယ်ပြီးရင်ကျွန်တော်တို့ power and redirect ဒီ setting တွေရှိမယ် redirect setting တွေရှိမယ်ပြီးရင်ကျွန်တော်တို့ instructive ADF ပေါ့နော်ဒီကောင်တွေရှိမယ်များသောအားဖြင့်တော့ဒီကောင်တွေကကျွန်တော်တို့ရဲ့ဒီ browser မှာပေါ့နော်ကြော်ညာတက်နိုင်တဲ့ ADF တွေပဲဖြစ်ပါတယ်အရင်ဆုံးတော့ context အောက်က third party cookie ဆိုတဲ့ test တွေဝင်လိုက်ပါမယ်ပုံမှန်ဆိုရင်တော့ကျွန်တော်တို့ကအလောင်း third party cookie ဖြစ်နေတဲ့အနေအထားမျိုးမှာကြော်ညာတွေကအလွယ်တကူဝင်နိုင်တာဖြစ်တဲ့ကြောင့်မို့ block third party cookie ဆိုတာလေးကိုကျွန်တော်တို့ကပြောင်းပေးလိုက်ပါနော်ဒါဆိုရင်ကျွန်တော်တို့ဒီ third party cookie တွေကနေကြော်ညာတက်တာကိုတော့ကျွန်တော်တို့ပထမအဆင့်အနေနဲ့ပိတ်ပြီးသွားပြီဒုတိယအဆင့်အနေနဲ့ကကြတော့ကျွန်တော်တို့ဒီ power and redirect ဆိုတဲ့ test တစ်ခုတည်းဝင်လိုက်မယ်ဒီကောင်လေးရတယ်ကျွန်တော်တို့မလိုအပ်တဲ့ဒီ site တွေထဲဝင်တဲ့အခါကျရင်ပေါ့နော်ကြော်ညာတွေကိုဒီကိုယ့်ရဲ့ browser လေးကိုပြင်နိုင်တာဖြစ်တဲ့ကြောင့်မို့ဒီကောင်လေးကိုလည်းပိတ်ပေးလိုက်ပါပြီးရင်ကျွန်တော်တို့ instructive ADS ဆိုတဲ့ test တစ်ခုရှိပါသေးတယ်အဲ့ဒီထဲကိုလည်းထပ်ပြီးတော့ဝင်ပေးပါမယ်ခင်ဗျာသူ့ကိုလည်းရှေ့ကပုံစံတိုင်းလေးပဲပုံမှန်ဆိုရင်တော့တို့က on နေတာဖြစ်တဲ့ကြောင့်မို့ AD တွေကအလွယ်တကူဝင်နိုင်ပါတယ်ဒါကြောင့်မို့သူ့ကိုလည်းပိတ်ပေးလိုက်ပါဒါဆိုရင်တော့အဆင်ပြေသွားပါပြီခင်ဗျာဒီနေ့ဗီဒီယိုလေးကိုကြည့်ပြီးတော့ကျွန်တော်ရဲ့မိတ်ဆွေအနေနဲ့လည်းအဆင်ပြေသွားနိုင်မယ်လို့ထင်ပါတယ်ခင်ဗျာနောက်နေ့ဗီဒီယိုလေးမှာတော့ဘယ်လိုမျိုးနည်းပညာနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုမျှဝေပေးသွားမလဲဆိုတော့ကိုလေ့လာကြည့်နေဆိုရင်တော့ကျွန်တော်ရဲ့ AI နဲ့ YouTube channel နဲ့ Facebook page လေးကို like and subscribe follow လုပ်ပေးခဲ့ဖို့တောင်းဆိုလိုက်ပါတယ်ခင်ဗျာဗီဒီယိုလေးကိုအဆုံးထိရှုပေးကြတဲ့မိတ်ဆွေများအားလုံးကိုလည်းကျေးဇူးထူးထူးရှိပါတယ်နောက်နေ့ဗီဒီယိုလေးမှာကျွန်တော်တို့ပြန်လည်ပြီးတော့အဆုံးထိကြပါအောင်ခင်ဗျာ